စင်ပြန်ကြီးတို့ရဲ့စောင်းအဝင်ပုံမြင်ဟာတကယ်အသက်ဝင်လာပြန်ပြီလားဘီလာနဲ့အာဆင်နယ်ပွဲပြီးသုံးသက်ချက်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျ11 Day Sport Channel ကကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် Premier League ပွဲစဉ်15ရဲ့အစောဆုံးပွဲစဉ်ဖြစ်အစလုံဘီလာအသင်းနဲ့အာဆင်နယ်အသင်းတို့ပွဲစဉ်မှာတော့ဦးနိုင်အမ်ရီရဲ့အသင်းဟောင်းအာဆင်နယ်အသင်းပေါ်နောက်ကျသွင်းကိုနဲ့2ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့အနိုင်ယူသွားခဲ့ပါတယ်စင်ပြန်ကြီးတို့အတွက်ဒီရှုံးပွဲဟာဒုတိယအကြိမ်မြောက်ဖြစ်ပြီးပထမအကြိမ်မှာတော့လီဗာပူးအသင်းကိုရှုံးနေခဲ့တာဖြစ်ပြီးအခုတော့နီးပြဟောင်းဖြစ်သူဦးနိုင်အမ်ရီအသင်းကိုမှထပ်မံရှုံးနေသွားခဲ့တာပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းမှာဒဏ်ရာတွေအကြာကြီးရရှိနေတဲ့အသင်းကောင်းဆောင်အိုဒီကက်နဲ့တိုက်စစ်မှုဗစ်တာယိုဂရက်တို့ပြန်လည်ပါဝင်လာခဲ့ကြပေမဲ့လူမစုံတဲ့အာဆင်နယ်အသင်းကမှပိုမိုကောင်းမွန်ပြီးတိုက်စစ်အတွက်အလုပ်ဖြစ်နေပါသေးတယ်။ဒီပွဲစဉ်မှာလည်းကောင်းလာပါတယ်ဆိုတဲ့အာဆင်နယ်အသင်းတို့ရဲ့ခံဆက်ဟာအဓိကကစားသမားတွေဖြစ်တဲ့ဆလီဘာနဲ့ဂါဘရီယယ်တို့ဒဏ်ရာရှိနေတာကြောင့်မပါဝင်နိုင်သေးတဲ့အချိန်မှာဂိုးတွေမကြခဏချင်းချောက်ခံနေရပြီးဂိုးသမားဒေးဗစ်ရိုင်ယန်သာမကယ်နိုင်ခဲ့ရင်အတော်လေးကိုဂိုးပြတ်ရှုံးနေသွားမှာလည်းဖြစ်ပါတယ်ပွဲကစားချိန်မိနစ်36မိနစ်မှာကလေးကဘီလာတို့ဟာဥဆောင်ကိုရရှိထားပြီးကစားပုံအတော်လေးကောင်းတာကိုလည်းချီးကျူးရမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ဒုတိယပိုင်း52မိနစ်မှာကလေးကခြေပါကိုပြန်လည်ရရှိထားပေမဲ့ခံစစ်ရဲ့အားနည်းချက်တွေကြောင့်မကြာခဏဆိုသလိုဘီလာအသင်းရဲ့ထိုးပေါက်တိုက်စစ်ဆင်မှုတွေနဲ့ကြုံတွေ့ရပြီးကစားပုံကျက်တဲနေခဲ့ပါတယ်။နောက်ဆုံးမှာတော့နာကျင်အချိန်ပိုအသေးခွဲ9နဲ့60ပြည့်လို့ထပ်ဆောင်ချိန်ပို9မိနစ်မှာပဲရှုပ်ရှက်ခတ်နေတဲ့အနေအထားကနေဘီလာတို့အတွက်အနိုင်သေးကြစေမဲ့သွင်းကိုရရှိခဲ့ပြီးပွဲပြီးဆုံးသွားခဲ့ရပါတယ်။ဦးနိုင်အမ်ရီဟာအာဆင်နယ်အသင်းကိုကင်တွယ်စဉ်ကမအောင်မြင်ခဲ့ပေမဲ့ပြိုင်ဘက်အဖြစ်ပြန်လဲရင်ဆိုင်ရတိုင်းစင်ပြန်ကြီးတို့ကိုအချိန်ချင်းဒုက္ခမိုးတွေအပေးနိုင်ဆုံးအသင်းလည်းဖြစ်နေပါတယ်။ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွေမှာလည်းလီဗာပူးအသင်းကိုပဲရှုံးနေအပြီးမှာတော့ဇက်တိုက်အနိုင်ရရှိလာပြီးအဆင့်3အထိတက်လန်းလာခဲ့ကအခုဆိုစင်ပြန်ကြီးတို့နဲ့3မှတ်ပဲကွာဟပြီးချန်ပီယံဆုအတွက်ပါရှင်ပြိုင်ခွင့်ရရှိနေပြီလည်းဖြစ်ပါတယ်။ဆိုတော့စောင်းဝင်လာပြီဆိုရင်အလိုလိုဒဏ်ရာတွေတတိတန်းကြီးနဲ့ခြေကျော်လာတတ်တဲ့စင်မြန်ကြီးတို့ဟာချန်ပီယံဆုအတွက်3မှတ်သာကွာဟလာတာကြောင့်နောက်ထပ်ပွဲစဉ်တွေမှာလုံးဝအမားခံလို့မဖြစ်တော့ဘဲချန်ပီယံခြေစွမ်းကိုပြန်လည်ပြသရတော့မှာဖြစ်ပါတယ်။19သင်းဖန်တွေကတော့ဒီနေ့စင်ပြန်ကြီးတို့ကိုချန်ပီယံဖြစ်လာဖို့ပုံမမျှော်လင့်မိမှာဖြစ်ပြီးဒုတိယနေရာကိုပြန်လည်မရောက်ပါစေနဲ့လို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ